လေးရှားမှာနေရင်တော့ဗီဇာဆိုရင်ပေါ့လေးရှားမှာလည်းပြောရတယ်ဆိုတော့ကျွတ်လိုက်ပါတယ်ထိုင်းကိုပြန်มาဆိုတော့ကျွန်တော်တို့ဒီလေသိက်ကိုမသွားခင်မှာ breakfast စားဖြစ်ပါတယ်အဲ့တော့ခဏလေး ဘာစားမလို့ချက်ကြည့်လိုက်နော်စားမှာကဒီမှာတူရှည်ပေါ့မြန်မာခေါ်ဆိုရင်တူရှည်ပူရီ ပူရီရှိရယ်ဒီလက်ဖက်ရည်လည်းရှိရယ်လက်ဖက်ရှည်နောက်ပြီးတော့ပလာတာကိုဒီနှစ်တည်းနဲ့စားဟုတ်တယ်လက်ဖက်လက်ခွဲရတယ်ဒါအိန္ဒိယစတိုင်ပေါ့ရှယ်ပဲမလေးရှားမှာနေရင်တော့ဗီဇာဆိုရင်ပေါ့ကြိုက်နည်းကြိုက်အားပျော်နေသူ့ရဲ့အရေးရလေမြန်မာပြည်မှာစားတဲ့ပဲဟင်းတွေတော့ပေါ့ပြီးတော့အချင်းလေးbreakfast ကိုအဲ့မောထဲမှာစားတယ်ဒီမောထဲမှာအာလူပူရီတပွဲရယ်ပြီးသွားလို့ရှိရင်တိုးရှိတပွဲရယ်နောက်လို့ရှိရင်ကောဟာဘီယာကွာလောက်ရှိရဲ့အဲ့ coffee နှစ်ခွက်လက်ပိတ်နှစ်ခွက်တောက်တာကိုမလေးငွေ73ရက်ပဲကြာတယ်မနေ့ကကျွန်တော်ဂျလန်အလောမှာဒီပါနီပူရီတိတပွဲကို20ပဲပြီးစားခဲ့ရတယ်နော်ဒီမှာအများကြီးတန်တယ်အဲ့တော့ဂျလန်အလောကပြောမှဆိုရင်ကြည့်ရလို့ပြောရ